N3 and4 သမားတွေအတွက်ခိုင်းဝါအတန်းရှိမယ်နှစ်လတင်မယ်နှစ်လပြီးသွားတာနဲ့ကိုယ့်ရဲ့ level နဲ့ညီမျှတဲ့ခိုင်းဝါကိုပြောထွက်အောင်လုပ်ပေးမယ်အတန်းရှိတယ်ဈေးလေးကတသက်တာပဲ9000ခွဲနဲ့တင်ပေးမယ်ဆိုရင်စိတ်ဝင်စားလားဟုတ်ပါတယ်N3 and4အတန်းလေးဖွင့်မယ်ပေါ့နော်ဈေးက9000ခွဲပါတက်တင်လားမတက်တင်လားမိနာဆန်တစ်ချက်ကြည့်ပြီးဆုံးဖြတ်ပေးပါပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်ရဲ့ Jigo Shop ကအရင်လုပ်ပြရစီကျွန်တော်ကအခုလက်ရှိဒီဂျပန်ရဲ့ construction company ကြီးတစ်ခုမှာစိတ်ဆိုင်အနေနဲ့ဒီ engineer အနေနဲ့လုပ်ကိုင်နေတယ်ပေါ့နော်ဂျပန်စာlevel အနေနဲ့ကကျတော့ N3 ကိုကျွန်တော်အမှတ်ပြေမှန်တန်180နဲ့အောင်ထားတယ်လွန်ခဲ့တဲ့နှစ်က N1 ကိုလည်းကျွန်တော်အောင်ထားတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ရဲ့ Jigo Shop ကအချင်းချုပ်လေးပါအတန်းနဲ့ပတ်သက်ပြီးဘာတွေတင်ပါလဲဘာဖြစ်လို့တက်တင်တာလဲဆိုတော့ကျွန်တော်လည်းရှင်းပြပါကြစေနံပါတ်1ချက်ကဒီအတန်းက8ရက်တင်မယ်ဆိုတော့8ချိန်သားကိုကျွန်တော်အသေးစိတ်ကျွန်တော်ကိုယ်တိုင်ကိုဆွဲထားတယ်ဂျပန်နိုင်ငံဒီလက်ရှိလုပ်ငန်းခွင်မှာလည်းကျွန်တော်အလုပ်လုပ်နေဖြစ်တဲ့အတွက်ကြောင့်ဂျပန်နဲ့စကားပြောတဲ့အခါမှာဘယ်လိုခိုင်းဝါမျိုးကအရေးကြီးတယ်ဆိုတာကိုကျွန်တော် point out လုပ်ပြီးတော့ဟုတ်ပြီဘယ်လိုခိုတိုးပါတွေတုံးမယ်ဘယ်လိုခိုင်းဝါဘယ်လိုပြောမယ်ဆိုတာမျိုး皆さんကိုကြက်လက်ကြကျွန်တော်အတွေ့အကြုံတွေနဲ့ရှင်းပြီးတော့သင်ပေးချင်တာပေါ့နော်လိုအပ်တဲ့ land shoot exercise တွေကိုလည်းပေးသွားမှာပေါ့နော်ဆိုတော့ဘယ်လိုမျိုးသင်ပါလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြမယ်နှစ်ချက်နဲ့ပဲကျွန်တော်အဓိက run မယ်အတန်းကိုနံပါတ်1ချက်ကဘာလဲဆိုရင် execution ကျောင်းသားတွေကို main ထားတဲ့စနစ်ပြောချင်တာက2080 rules နဲ့တွားမယ်皆さんကို80%စကားပြောခိုင်းမယ်ကျွန်တော်ကိုယ်တိုင်က20%ပဲစကားပြောမယ်80%ကကျောင်းသားတွေကိုပဲကျွန်တော်အလုံးစုံပြောခိုင်းမယ်ခိုင်းဝါကိုမထွက်တော့အောင်လုပ်မယ်နံပါတ်1နံပါတ်2ကကျွန်တော်အိမ်စာတွေအများကြီးပေးပါမယ်ဆိုတော့အိမ်စာတေချာလိုက်လုပ်မယ်စာတေချာလုပ်မယ်လို့ဆုံးဖြတ်ပြီးတဲ့သူပဲတက်စီခြင်းနဲ့ဆာမလုံးနိုင်ဘာဖြစ်မလဲဆိုတော့ကျောင်းနေအတန်းမှာအဆင်ပြေမှာမဟုတ်ဘူးပြီးအတန်းမှာလည်းမချင်တော့ခီခီတိုးလိုလန်ရှုနဲ့စတိုင်လိုလန်ရှုဆိုတော့ကျွန်တော်တေချာလုပ်မယ်ပေါ့ဒါဘာလို့လဲဆိုတော့လုပ်ငန်းခွင်မှာအရင်ကြီးကြီးတယ်ပေါ့နော်တယောက်ကကိုယ်ကိုပြောလိုက်တဲ့ဟာကိုကိုလောက်တာအထက်လူကြီးကိုဖြစ်ဖြစ်တခြားလူပြောပြတာဖြစ်ဖြစ်ဒီလန်ရှုလောက်ထားတာအရင်ကြီးကြီးတယ်ပြီးသွားရင်ကိုတို့ဘက်ကြိုးချက်ခိုင်းတဲ့ grammar ကြိုကြည့်ခိုင်းတဲ့ဟုတ်အဲ့ဒါတွေကိုသုံးပြီးတော့နောက်ဆုံးဘာမှကြုံမပြောတာကို get surprise ဒီကောင်းစဉ်ရှိတယ်ဒီကောင်းစဉ်ဂျပန်လက်တန်တယောက်ကို3မိနစ်ပြောဆိုတော့လန်ရှုမျိုးတွေကျွန်တော်လုပ်ခိုင်းမှာအတန်းထဲမှာပြီးသွားရင်အချင်းချင်းလဲစကားတွေအများကြီးပြောရမယ်တယောက်ကမေးခွန်းမေးတယောက်ကအဖြေဖြေဆိုတဲ့ခိုင်းဝါပုံစံမျိုးလေးတွေကျွန်တော်လုပ်မယ်ဂျပန်စာကိုခေါင်းတွေကမြန်ထုတ်မယ်ပါဇက်ကမြန်ထုတ်မယ်အဲ့ဒါလန်ရှုလုပ်ဖို့အတွက်ဒီ10 point short ဆိုတဲ့စာကြောင်းတိုလေးတွေကအရင်အရေးကြီးတယ်ဆိုတော့ဒီ practice ကိုဒီလေ့ကျင့်ခန်းကျွန်တော်လုပ်ခိုင်းတာဖြစ်တယ်အဲ့ဒါလည်းအတန်းထဲမှာလုပ်ခိုင်းမယ်ပြီးအိမ်စာလေးပေးမယ်ပြီးသွားရင်ကျွန်တော်ကိုဖုန်းဆက်ပြီးတော့ဒီနေ့ဖျားနေလို့နေမကောင်းလို့ခွင့်တိုင်နေဆိုတဲ့အကြောင်းအရာမျိုးကျွန်တော်ဖုန်းဆက်ပြီးပြောဆိုပြီးတော့ recording တွင်တင်ပြီးတော့ကိုကပြောပါပြီးကျွန်တော်အဲ့ recording ပို့ပေးကျွန်တော်မှန်လားမှားလားဘယ်နားမှာဘယ်လိုပြောတင်နေဆိုတာမျိုးပြောပြပေးမယ်အကြံဉာဏ်ပြောရတာပေါ့နော်ဆိုတော့ဒီ time ကပို့ပြီးတော့အသေးစိတ်တဲ့ line ရွှေလည်းကျွန်တော်လုပ်ခိုင်းအောင်မယ်အဓိကဒီတင်တန်းရဲ့ရွေးချက်ကညဆန်ကို N3 and4 သမားတွေပေါ့နော်ကိုယ့် level အတိုင်းပြောထွက်စီတင်တာပြောထွက်အောင်လုပ်မှာပေါ့နော်ဒီတန်းအမိနစ်ချောင်းမယ်ဆိုရင်ဒီတန်း2လတင်မယ်တပတ်တရက်မနက်ပိုင်းဖြစ်မယ်စနေတနေ့တွေတင်မယ်အချိန်အသေးစိတ်ကကျွန်တော် comment မှာပြန်ပြီးတေချာရေးပေးထားမယ်တင်းနှုန်းလေးက9000ခွဲချက်ပါလူကြီးအတွက်ကန့်သက်ထားတဲ့အတွက်ကြောင့်မြန်မြန်လေးတော့ဆင်းသွင်းစေချင်တယ်ပေါ့နော်ဒီအတန်းနဲ့ပတ်သက်တဲ့အသေးစိတ်သိချင်တယ်မေးချင်တယ်ဆိုရင်ကျွန်တော်ကို Facebook Messenger မှာရော TikTok မှာရောလာပြီးမေးလို့ရပါတယ်အားလုံးပဲကြည့်ရှုပြီးကျေးဇူးများတင်ပါတယ်ဒါမှပြန်ပြီးတွေ့ပါမယ် bye bye